လူတွေမဟုတ်ဘုန်းကြီးပါတော့ဝေးပန်းလားကျုံမှာတကယ်ဦးအောင်နေတယ်အထင်မကြီးနဲ့ဓမ္မဂတိကနန်းတော်ဟောနေတဲ့ဘုန်းကြီးဒါပေမဲ့တို့ဘုန်းကြီးမှာပဲနော်အချွေရံနေလဲပေါ်မှာပဲမထင်နဲ့ကျုံမှာကိုရင်လည်းမရှိကျောင်းသားလည်းမရှိကျုပ်ပဲကိုရင်ကျုပ်ပဲကျောင်းသားအဲ့တော့ဧည့်သည်လာလဲငါပြောဒီကိုရင်ချကျွေးရရင်းနှီးပကံကိုရင်ချပေးခိုင်းကြမရှိဘူးအဲ့တော့မနဲ့မိုးလဲလက်ဖက်ကိုရင်ထွက်တော့ကွင်းရတယ်တကယ်ဦးအောင်နေကျုပ်မြင်တဲ့အတိုင်းပဲကွင်းရနန်းတော်ဝါနေဘုန်းကြီးတနေ့ကွင်းရလင်းကားတော့ဘူကုန်တာအဲ့တော့လင်းကားတော်မူကုံဝါနေဘုန်းကြီးဆိုခဏနေကွင်းရဝါလိုက်ကွင်းရကုံရက်ွက်တဲ့ပြေးထုတ်လိုက်ထုတ်ပြီးကြောင်းပြန်လာလိုက်ကုံသွားလိုက်ရက်ွက်တဲ့ပြေးထုတ်လိုက်အဲ့တော့တရားနာတွေရက်ွက်တဲ့မိန်းမတွေဘာပြောမှန်းလဲပေါင်းမလေးမလေးအန်ဟောပါဒါတရားဟောတဲ့ဘုန်းကြီးတဲ့မှန်လားမလေးအန်ဟောပါဒါတရားဟောတဲ့ဘုန်းကြီးတဲ့ရက်ွက်တဲ့သင်္ကန်းတရားရနဲ့မိန်းမတွေမှန်လားတခါပြောမကြားကြည့်အောင်ဆောင်းနေပါမပြောပါမလေးအန်ဟောပါတော့ဒါဓမ္မဂတိကတဲ့ကျုံမှုအောင်တော့မလေးသူများတရားတွေဟောလို့သူရက်ွက်တဲ့သင်္ကန်းတရားရနဲ့တခါနှစ်ခါကျဥအောင်လည်းသိမခံနဲ့တော့ကျတော့ပြောတော့ငါဘုန်းကြီးသင်္ကန်းနဲ့မရလို့ချွတ်ရမှာလားလို့ကဲဒီလိုမေးလိုက်တော့ကျုပ်ကဖြစ်တယ်လို့နေတာအဲ့လိုဖြစ်တယ်လို့နေတော့တဲ့ရက်ွက်တဲ့ကောင်မလေးတွေဘာပြောမှဘုန်းကြီးတဲ့သူများဓမ္မဂတိကတွေနဲ့ကြည့်တယ်ကို့ပြန်သာရနာလေးဘုန်းကြီးတဲ့အများနဲ့ညစ်တင်းညစ်စုပ်ဘေးဒီဘေးစုံတယ်မနေပါနဲ့တဲ့အဲ့လိုကြီးချုပ်ကလေးလှကျင်ရဲနဲ့အမေဒါကြလည်းချစ်စရာကောင်းတာညစ်တင်းညစ်စုပ်မနေပါနဲ့တဲ့သူများဓမ္မဂတိကတွေလို့များကြောမုံပါမင်းသားလေးတွေကြားတယ်တတ်တယ်ရနေသားမှာအဲ့လိုပြောပါမယ်ငါတက္ကမလေးငါကောင်းနေချင်းလို့ပြောတာပဲလေဆိုပြီးတရားနာတဲ့ရေမိုးချိုးဖဏတ်တွေပဲပြောင်းတက်သင်္ကန်းတွေပဲမိကျွေတွေကို့ပြန်နေအောင်ထိုးပြီးတော့တရားနာပဲတတ်တယ်ရလေးဝေးပြီးရက်ွက်တဲ့ဝမ်းတာဘာပြောမလေးခုတလို့ပေးရများလာပြီတော့ကမြင်မာပြီတိပေသုံးနေတော့လေဒီပဒတ်တွေပဲပြောခဲ့တတ်တရရနေပြန်တယ်အမလေးခုတလို့ပေးရများလာပြီတော့အဲ့လိုတရားနာပြီအဲ့လိုပြောရုံနဲ့မကဘူးဦးစင်းအမေရွာနေပြီမန္တလေးလေးရောက်လာတော့ဈေးဝယ်လာတော့တရားနာပြီအမေနဲ့အဲ့ဒီရက်ွက်တဲ့ကောင်မလေးနဲ့လည်းရင်းနှီးနေရတော့အမေဈေးတော့ရက်ွက်တဲ့ကောင်မလေးခေါ်ပြောအန်တီတာဘုန်းကြီးကြည့်ပြောဦးနဲ့အခုတော့အန်တီတာဘုန်းကြီးမဲရများလာပြီတော့အဲ့လိုတရားနာပဲအမေဆိုတာအသက်80လောက်ရှိနေပြီလေတရားနာပဲတော့သူဘာတိမောင်ကြောင်းပြန်လာတော့ဦးစင်းလာပါဦးနဲ့ဘာဦးစင်းရက်ွက်တယ်လေဦးစင်းအကြောင်းလေးဝိုင်းတိုင်လိုက်တယ်ဟာအမေဘာတိုင်လို့ဦးစင်းအခုတလို့ပဲများတယ်ဆိုတဲ့ဟောအမေရဲ့လိုပဲမများပါမသိပါဘူးတပည့်တော်ပဲများလည်းမသိဘူးပဲနေရလည်းနားမလဲဦးစင်းလည်းနည်းနည်းပဲများဆိုချော့လိုက်ပေါ့ဦးစင်းရဲ့အမေကဘာမှမသိချောက်ဆုံးမအဲ့တော့အမေလို့ပဲမများဘူးအမေကျုပ်ကရိုးရှင်းမှာအမေသာပဲမများဒါပေမဲ့အဲ့သူတို့ကိုယ်တိုင်အသေးရတဲ့မျက်လုံးနဲ့ကြည့်နေကျုပ်လည်းဘာတတ်နိုင်မှာလဲအမေရဲ့လို့